လေးမှာမမေရပေါ့နော်ကိုကောင်မလေးနဲ့တူတဲ့အရုပ်လေးတွေကိုပြပြပေးသွားတာဖြစ်ပါတယ်အခုတစ်ခါမှာတော့အဲ့ရုပ်လေးတွေရဲ့ size နဲ့ဈေးလေးတွေကိုပြန်ပြပေးမှာဖြစ်ပါတယ်ရှင်ကဲဒီ size လေးကတော့30 cm လေးပဲဖြစ်ပါတယ်သူ့ရဲ့ဈေးတုံးလေးကတော့ဈေးလေးက2200ကျပ်ကလေးပဲဖြစ်ပါတယ်ရှင်ကဲနောက် size လေးကတော့40 cm လေးပဲဖြစ်ပါတယ်သူ့ရဲ့ဈေးလေးကတော့3300ကျပ်ကလေးပဲဖြစ်ပါတယ်ရှင်ကဲဒါကတော့နောက်ဆုံး size လေး size ကြီးလေးပဲဖြစ်ပါတယ်သူ့ size လေးကတော့50 cm လေးပဲဖြစ်ပါတယ်ရှင်ဈေးလေးကတော့4400ကျပ်လေးပဲဖြစ်ပါတယ်ရှင်ရုံလက်ပိုက်လေးရတော့ size လေးက3 size လာပါတယ်ရှင်ဒီချစ်စရာကောင်းတဲ့ရုံလက်ပိုက်လေးရပါတော့ quality ကလည်းအရန်လေးကောင်းပေါ့နော်ဒီမှာချစ်စရာလေးနော်သူ့ပုံစံလေးကလည်းလုံးဝပေါ့နော်စိတ်ကောက်နေတဲ့ပုံစံလေးပါရှင်ကိုယ့်ရဲ့ကောင်မလေးကခဏစိတ်ကောက်တတ်တယ်ဆိုရင်နော်ဒီရုပ်လေးကိုလက်ဆောင်ပေးပြီးတော့ချလိုက်တော့နော်ဒီရုပ်လေးတွေကိုလိုချင်တယ်ဆိုရင်နော် Viber Telegram ချက်ပေါက်တော့မှလည်းလာမလို့ရပါတယ်ရှင်ဒီဗီဒီယိုမှာလည်းဒီလိုမျိုးစိတ်ကောက်တတ်တဲ့အရုပ်လေးတွေကို size လေးနဲ့ဈေးလေးနဲ့ပြောပြပါမလို့ထပ်ပြီးတော့စောင့်မျှော်ကြည့်ရှုပါအောင်ရှင်အားလုံးပဲတတာ